အားလုံးပဲမင်္ဂလာပါရှင် Western Library Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးချင်တာကတော့ဆီယမမမိုးမြည်ရေးသားထားတဲ့ရောက်ခမကြီးနဲ့အိမ်သားများဆိုတဲ့ဝိထုတိုပဲဖြစ်ပါတယ်ရှင်နာတော်တာဆင်ကြပါရှင်ပဲပြုံးဟူသောနနခင်ဤတေဂီတာတန်နှင့်အတူမောင်လာရောင်အိမ်မမလွင့်ပြေနိုးထလာသည်ပဲပြုံးဟုဇက်တောက်တောက်အွန်လိုင်းတန်ကိုကြားရသလိုပဲပြုတ်ကိုပင်ပဲပြုတ်ဟုမကြားရအောင်ဆွဆွငင်ငင်နှင့်ကြော်ညာလိုက်သောတဘာရစ်ဝါရစ်ပဲပြုတ်တဲ့ဤအတန်ကိုလည်းကြားရသည်ပဲပြုတ်ရောင်ရမှု၌စိတ်ဆောနေသူအိမ်မထွက်လာကလေးကစိတ်အထာမကျသူပဲပြုတ်ရောင်ရန်စိတ်ပါလက်ပါရှိသူမိမိဤအတန်၌ထူးခြားမှုရှိရန်ဂရုစိုက်ထားသူစသောပဲပြုတ်တဲ့အတီးတီးဤခံစားမှုအရေးစိတ်နမိတ်တို့ကိုအတမတဆင့်တွေးကြည့်မှန်းဆကြည့်နေမိသည်သူတို့ဘာအိမ်မက်တွေများမကြပါလဲပဲပြုတ်တဲ့တို့၏အိမ်မက်ကိုတွေးရင်နေ့စဉ်မနေကြသူ့အိမ်မက်စီသို့စိတ်ရွေလျားလာသည်အိမ်မက်ထဲမှရောက်ခမကြီးနှင့်ရန်ဖြစ်သည်နေ့စဉ်နှင့်အမျှမျိုးသိခင်ရသောခံစားမှုတို့ကိုအိမ်မက်ထဲ၌ဖွင့်ချနေမိတတ်သည်သူမကျေနပ်ချက်တို့ကိုရောက်ခမကြီးကိုရန်တွေ့ပြောဆိုနေသည်ဇနီးတဲ့နယ်သို့အလုံးနှင့်ပြောင်းရွှေ့သွားရခိုင်မှုအိမ်မှာကလေးနှစ်ယောက်နှင့်သူ့မှာရောက်ခမကြီးအမှုပြုသောအိမ်သားများနှင့်ကြံခဲ့သည်ဇနီးဖြစ်သူကသူနှင့်သားနှစ်ယောက်၏စောင်းဝတ်နေရေးအဆူဆူကိုရောက်ခမကြီးလက်တွင်လုံးဝအနှံထားခဲ့သည်သူရင်ဆိုင်နေရသောရောက်ခမကြီးနှင့်အိမ်သားများကိုရေတွက်ကြည့်မိသည်ရောက်ခမကြီးကျင်ရတော်ဦးချမ်းသာထိုနှစ်ပါးစုံမှမွေးဖွားသောသူမိန်းမ၏အမေတို့အဖေကွဲမောင်ဖြစ်သူတပ်ပြင်းရောက်ခမကြီးအထက်လင်းနှင့်ရသောသူမိန်းမနှင့်မိဆုံဖဆုံတူသည့်အမအပြူကြီးတော်ကြော့ရှင်ရောက်ခမကြီးအတွက်ခေါ်ပေးထားရသည့်အိမ်ဖော်လေးမိအေးတို့ဖြစ်သည်ပဲပြုတ်တဲ့တို့၏အတန်မျိုးစုံဖြင့်ဆွဲဆောင်မှုကြောင့်ပဲပြုတ်နှင့်ထမင်းပူပူကိုစီဆိုင်၍နနက်စာအဖြစ်အစာပြေစားလူစိတ်ဖြစ်ပေါ်မိသည်အိမ်သားတဦးနိုးလာပြီးပဲပြုတ်တဲ့ကိုခေါ်ပြီးဝဲလျင်ကောင်းမှာပဲဟုတွေးနေမိသည်ပဲပြုတ်ဇက်တောက်တောက်မှကြောကြောအတန်ရှင်ကအိမ်ရှိမှစိတ်မရှိသလိုလင်းငါချိန်အော်သွားတော့လဲမိသည့်အိမ်သားမှလှုပ်ရှားလွန်လူခြင်းမရှိပဲပြုတ်တဲ့တစ်ချိန်អွန်လိုင်းတိုင်းအိမ်ကပို့ပြီးတိတ်ဆိတ်သွားတဲ့အောင်ရှိသည်ပဲပြုတ်တဲ့အတန်ကြောင့်နိုးသွားမှကိုကြောက်နေကြသည်ပဲပြုတ်ဟူသောဆွဲဆက်ငင်ငင်អွန်လိုင်းသည့်အတန်ကြောင့်အိမ်ရမှထား၍အော်ခေါ်မိမတတ်ဖြစ်သွားသည်အိမ်နောက်ဦးစင်းအိမ်ဦးနဲ့တယောက်လုံးကပဲပြုတ်အော်ခေါ်ရမည်အဖြစ်ကမခံကျင်စရာကောင်းလွန်းသည့်အတွက်ကျိတ်မိတ်ခံစားနေလိုက်ရသည်ပဲပြုတ်ခေါ်ဝဲရမည်ငွေ30ခန့်ခဏစိတ်ထားရမည်ပဲပြုတ်ကိုထမင်းနဲ့နေပေးရအောင်မည်ထိုအလုံများကိုမလုပ်ချင်၍မကြောက်ဟန်ပြုကတိုးမိတ်၍အိတ်ချင်ဟန်ဆောင်နေကြမှန်းသိသည်သူဒေါသထွက်ဆပြုလာသည်အဝေးရောက်မိမမျက်နှာနှင့်တီးခန့်လိုက်ရပြန်သည်ဟောဒီကပဲပြုတ်ချိုတာတာဆွဆွငင်ငင်អွန်လိုင်းသည့်အတန်ကသူ့ခံစားမှုကိုနှိုးဆွပေးသည်ပဲပြုတ်ပူပူနည်းနည်းလေးဝဲကြအောင်မလားဟော်ရီပြူငါလာတော့နနခင်းဤပဲပြုတ်တဲ့များရှိပါလျက်နနခင်းတွင်ဒေါသစိတ်ဖြင့်နိုးထရမည့်အဖြစ်ကတဘာဝမကြလားနှစ်ချိန်သုံးချိန်အော်နေသည့်ပဲပြုတ်တဲ့ကိုအာနာလိုမကအာနာလာသည့်အတွက်အိမ်အောင်မှအာယူပြီးထားလိုက်သည်ပဲပြုတ်တဲ့လာပါအောင်စိတ်လျှော့၍အဝေးသို့ထွက်သွားစပြုနေသောပဲပြုတ်တဲ့ကိုလူတီထပ်ပိုး၍ကြဲကြဲခေါ်ပစ်လိုက်သည်ရောက်ခမကြီးနှင့်အိမ်သားများကိုနိုးစီရန်ရည်ရွယ်သည်တိမ်သားလုံးအတွက်ရည်ရွယ်ပြီး30သားဝယ်မိပြန်သည်ရောက်ခမကြီးအခန်းမှတွတ်ကျိတ်၍စကားပြောတန်ကြားရသည်ပြီးတော့ချက်ချင်းပြန်ပြီးငြိမ်သက်သွားသည်မျက်နှာတိပ်ပြီးထမင်းပူပူကိုစွန်းတော်နှင့်ဆင်းအတွက်ဦးချပြီးဇလုံးနှင့်အပြည့်ခူးထည့်သည်စားစီပဲပြုတ်နှင့်ထမင်းကိုတမအောင်နေလိုက်သည်နနက်စာအစာပြီးစားရန်ပဲပြုတ်နှင့်ထမင်းအစင်သစ်ဖြစ်သွားပြီကော်ဖီကိုကိုယ်တိုင်ဖြော်ရသည်အကျင့်ပါနေပြီမို့စေတနာမရှိတော့လဲတအိမ်လုံးစာအတွက်ဂျိုင်းနှိဖြော်လိုက်ရပြန်သည်အလုံးအစင်သစ်ဖြစ်သည့်တိုင်အိမ်သားများမနိုးသည်9နှစ်နဲ့3နှစ်အရွယ်သားနှစ်ယောက်ဗျိုင်တူနိုးလာသောအခါတွင်ပဲပြုတ်နှင့်ထမင်းကိုမစားနိုင်သေးပဲမျက်နှာတစ်ပေးလိုက်ရသည်သူတို့နှစ်ယောက်အတွက်နနက်စာကိုကျွေးလိုက်ရသည်9နာရီခွဲကျော်မှအိမ်သားများတအီးအီးနှင့်ညင်သာလေးတွဲပျော်ပြောင်းစွာနိုးထလာကြသည်မိုးစင်စင်လင်း၍နေလုံးကြီးထိန်နေချိန်တိုင်အောင်တောက်တော်ရည်မဆက်ကပ်ရသေးသည့်ဖျားစင်သို့ရွေလျာ၍တောက်တော်ရည်ကပ်ရင်နွမ်းချောက်နေသည့်ဖျားပန်းများဝင်ရန်တတိယသည်အဖေဘာစမလဲအပြူကြီးဒေါ်ကျော်ရှင်ကမိခင်ကြီးကျင်ရတော်ကိုမေးမြန်းတန်ဘာရှိလဲပဲပြုတ်နဲ့ထမင်းမစားချင်ဘူးဘိုက်ပွားမှာပေါ့
လေပွားပြီးညကမအိပ်ရဘူးဟဲ့သမီးညီးဖေတို့ပါမုတ်ရှိရလေကြောက်တလုံးနဲ့စားပါစေအိုဘာဒီတစ်ခွက်လေးဖြောပေးလိုက်အောင်သူကအစားကျနဲ့မဖြစ်ဘူးအိမ်ရထဲမှာပထမဆုံးမိတ်ကြားလိုက်သည့်ရောက်ခမကြီးအတန်းဖျားရှိခိုးနေရမှဒီအတန်းကြားလိုက်ရသည့်အတွက်တမိုးတောက်လေပြီဟုသတ်မှတ်လိုက်ရသည်ရောက်ခမကြီးကတော့အိမ်ရမှမထသေးပါ။နှွေပြောင်းစွာနှင့်အိယာထဲ၌ဆက်လက်လှဲခွေနေပေလေအောင်မည်။ဖျားခန်းထဲကထွက်လာတော့တနခါသွေးနေသည့်ဒေါ်ကျော့ရှင်း၏မျက်နှာကိုမြင်လိုက်ရသည်။တနခါသွေးတန်တစ်ချက်နှင့်တစ်ချက်မှတကဘာခန့်ကြသည်။အလွန်ပြေးလေးနှိကွေးစွာလှုပ်ရှားနေသည်။ဒီပုံနှင့်စွန်းခဲ့အကြွစော်သည့်ဥပစင်စွန်းဟင်းလွတ်ပေအောင်တော်မီကိုကြိုတွေးလိုက်နိုင်သည်။သူ့လက်ရပဲပြုတ်နှင့်ထမင်းချမ်းကိုရောက်ခမကြီးအိမ်သားများလှည့်၍ပင်မကြည့်။ကော်ဖီကိုတော့အဖတ်မတန်တလုံးဥပိ္ပခါပြုထားသည်ဝမ်းနဲ့ဖွယ်ကောင်းလေသလားဒေါသဖြစ်စရာကောင်းလေသလားမသိအစာယောဂဖြစ်နေအောင်မယ်တခုခုဝဲစားလေယောဂမကြီးထားကြတော်မူလာပြီးသမီးတော်ဒေါ်ကျော်ရှင်နှင့်နနက်စာအတွက်စီဝေးတိုင်ပင်နေကြခြင်းဖြစ်သည်ကောင်းကြိုက်တယ်သမီးတော်ဤညင်းညူတန်းစေးတောက်လေးခလေးထိန်ရတာပင်မနေစေးကသွားလိုက်အောင်ယောဂမကြီးအတန်ကြောင့်သူမျက်မှောင်ကုပ်လိုက်မိသည်အကြီးလေးကအကြောင်းစားတက်နေပြီအငယ်ကောင်ကမူကြိုတက်နေပြီတိတ်ပြီးပင်ပန်းစရာအကြောင်းမရှိတော့တာမီနှစ်ယောက်အိတ်ခမ်းထဲမှာတိုးတိုးတိတ်တိတ်နဲ့အညီးဒီကောင်ချက်နေကြပြီကိုယောဂကိုဂယုဆိုင်မှာဘသူမှဂယုဆိုင်မှာမဟုတ်ဘူးတဲ့ရဲ့အမေပဲဝမ်းနေရမှာတူတွေကလာကြည့်မှာမဟုတ်ဘူးလက်ထင်ကိုလက်နှစ်ဖြီး၍မတတ်တာမကြည်မလင်မျက်နှာနဲ့ဒေါ်ကျော်ရှင်းထွက်လာသည်ဈေးသွားမှလားမသွားနိုင်တော့ဘူးလားမသိစားမရေရာသည့်အမှုအရာနနက်ဈေးသွားခါနေတိုင်းဖြစ်နေကြမျက်နှာသူ့ပဲပြုံးနှင့်ထမင်းစလုံးကိုရှုံရှုံမဲမဲနှင့်ကြည့်သွားသည်အစာလိုရင်အစာရင်ဖြစ်နေမယ်မမကြီးကျွန်တော်တော့မနဲ့ဆိုရင်ပဲပြုံးနဲ့ထမင်းကိုအစာပြီးစားလိုက်တာပဲမရှိရှိတာရှာဖွေစားပြရတာပဲသူကအစာရင်ယောဂဖြစ်နေတာကြာပြီညဆိုရင်မအိပ်ရဘူးလေအကြောတွေကတက်ကိုရီလက်တွေကနာရောက်ခမကြီးဆက်၍မွက်ကြားတော်မူသည်တနေကုန်တနေကန်တအိမ်မိတအိမ်ကျူရှင်လိုက်ပြရသည့်သူကအကျုံးမတက်ရကိုလက်မနာရအိမ်မှာဈေးဝယ်ပြီးဟင်းနှမျိုးလောက်ချက်ပြီးအိယာပေါ်ကြော်ခင်းနေသူတွေကကြီးညှဉ်းညူနေကြသည်ဘွဲရပြီးကလေးကအစိုးရအလုပ်မလုပ်ပဲကျူရှင်ဆရာအလုပ်နေခဲ့သည်ဒီလောက်ကငွေရပေမဲ့စင်ရောလူပါပင်ပန်းသည်တအိမ်မိတအိမ်ကူးရ၌ကားထိုးစီရသည့်ဒုက္ခကလည်းရှိသေးသည်ထမင်းပြန်စားရန်အချိန်မရှိ၍ကျုံတလူဝယ်စားရသည်ညနေစာပင်စားသည့်နေ့ကရှားပါသည်အိမ်ရောက်သည့်နှင့်ရေမိုးချိုပြီးအိမ်ရတဲ့တန်းဝင်ပြီးအိတ်ဖြစ်တာကများသည်ရကမကြီးနဲ့အဖွဲကတော့ TV ရှိမှအခန့်သားရှိနေကြပြီညနေသည့်အထိ TV ကြည့်ပြီးမနက်မိုးလင်းလျင်ပဲပြုတ်တဲ့ကုံမှအသီးသီးနှိုးချပြီးညှဉ်းညူတော်မူကြသည်အမေတို့နဲ့တင့်မြတ်အောင်နေပါမောင်ရဲ့လူကြီးတွေစိတ်ချမ်းသာအောင်ထားပါဇနီးဖြစ်သူ၏အမှားစကားကိုကြားယောင်လိုက်သည်မို့စိတ်ကိုရှော့ပြစ်လိုက်ရသည်အမေရောဟာတတ်တာရဲ့လားဒေါက်တာထွန်းမြတ်ဘာပြောသေးလဲရကမကြီးကိုစိတ်မပါပဲပဋိတန်တာရပြုလိုက်ရသည်မထူးပါဘူးကွယ်သူပေးရင်စီးနေမတော့ဘူးလားအမေရဲ့တောက်တယ်မထူးပါဘူးဒီအတိုင်းပဲဟာမထူးပဲတော့မဖြစ်နိုင်ဘူးထူးရမှာပေါ့အယိုးရီနာခါးတွေကနားတလူလူခေါင်းကလည်းမူးတလူလူဒီလောက်တော့ရှိမှာပါမနဲ့စာဘာစားမလဲဘီစကီလေးနည်းနည်းရှိတယ်ကော်ဖီနဲ့တောက်မလားလို့အိုဘာတီနဲ့တောက်အမေအတွက်ဝယ်ပေးထားတာပဲနည်းနည်းပဲရှိလို့တင်ထားတယ်ဝယ်ပေးရမကြသေးပါဘူးအမေတယောက်တည်းတောက်မှာပေါ့လူတိုင်းလိုက်တိုက်လို့ဘယ်ဖြစ်မလဲကိုရင်ဝယ်တာပေါ့လောကမကြီးကအင်းမလို့မအီမသာမျက်နာနဲ့ရှိနေသည်တမတ်အိမ်မှာမတရားနှိပ်စက်ညှဉ်းပန်းခံနေရသည့်မျက်နာမျိုးစမပြောတော့ပဲမျက်နာလွှဲလိုက်သည်မမဈေးသွားမလားဒီနေ့ကျွန်တော်အားရင်ဈေးသွားပေးရမလားသူအဖြေကိုစောင့်မနေတော့ပဲဈေးချင်းတော်ကိုဆွဲယူလိုက်သည်ဒီတော့မှယောကမကြီးအတန်ထွက်လာသည်ညီးဖေချိုက်သူသိမှာမဟုတ်ဘူးမိအေးနဲ့ညီသွားဝယ်ပါလားခတိုးတိုးပြောပေမဲ့ကြားပြအောင်ကြားလိုက်သည်စီးပွားရှာပေးသူကကြောင်တိုးခံရပြီးလောကမကြီးကျင်ရတော်ကထိတ်တိုင်းနေရာကိုရယူထားကြပြီကဲဘာပြောချင်သေးတယ်လဲမောင်လာရောင်ဟုကိုအမေးထုတ်လိုက်နိုင်သည်တာမီနှစ်ယောက်တိုင်းရေးပြီးဆွေးနွေးသလိုတီတို့တိုင်းပင်ဆွေးနွေးအကြံပြုကြပြီးမှမိအေးကိုချင်းဆွဲစီပြီးဒေါ်ကျော်ရှင်ဈေးသို့ကြွချီတော်မူသည်ဒေါ်ကျော်ရှင်ဈေးမှမပြန်ခင်ဥပစင်ကြွလာသည်ဥပစင်အတွက်ဆုံးရင်ရှိလားမရှိဘူးကွဈေးမှမပြန်သေးတာသူအတိုင်းမသိစိတ်တိုးသွားသည်ယောကမကြီးကစွန်ပဲလောင်းတော်မီမနေ့ကသူ့တပည့်မလေးတွေလာကြတော့ထားသည်ကိမ့်မုံနှလုံးရှိသည်ညကသူမစားဖြစ်ခင်
ဥပစင်းကိုတလုံးလောင်းလိုက်ပြီကိမို့တလုံးလောင်းလိုက်တာပေါ့အမေရဲ့ကိမို့ကကုံသွားပြီဘာမနေ့ကမင်းရဲ့သားနဲ့အောင်စားပြစ်လိုက်ပြီညကကျွန်တော်မအိတ်ခင်ကြီးရှိသေးတာပဲသားတို့အိတ်ကုန်ပါပြီတရင်တို့ထစားကြတာသူ့သားတွေတရင်တို့ထလေးမရှိတာသူ့အတိဆုံးစမပြောတော့ပဲဥပစင်းကိုဝိထုလောင်းလူလိုက်ရသည်ဥပစင်းတို့စွန်းလင်းမီအောင်ဂရုစိုက်ပေးပါအမေရဲ့ကုသိုလ်ရပါတယ်ဖြစ်တယ်လို့မလောင်းပါနဲ့စွန်းတော်လေးမှန်မှန်ကပ်ပေးပါဗျာတို့လည်းတက်နိုင်သမျှလုံနေတာပဲဟိလူတွေကကျမ်းမာရေးကောင်းတာမဟုတ်ဘူးစိတ်ညစ်ညစ်နဲ့သားနှစ်ယောက်ကိုခေါ်ပြီးအမအိမ်သွားရန်ပြင်သည်အမအိမ်မှာပဲထမင်းစားတော့မယ်အမေရဲ့ညနေမှပြန်လာခဲ့ပါမယ်အမအိမ်ရောက်တော့ထူးထူးခြားခြားတော့ခတ်ထားတာတွေ့ရပြန်သည်သူတို့ခရီးသွားသည်တဲ့စိတ်ဓာတ်ကျစွာနှင့်အိမ်ပြန်ခဲ့ရသည်အိမ်ရှိခမ်းမှရောက်ခမကြီးကျင်ရတော်နှင့်သားတော်တို့စပွဲထိုင်နေကြသည်မနေ့ကလာကြတော့သည့်ကိတ်မုံများနှင့်အိုဗာတင်းကိုဘက်ခွက်ကြီးနှင့်အပြည့်ဖြောထားသည်မျက်နှာတပီးကားစားပဲရှိသေးသည်မောင်လိုက်ရတို့ပြန်လာသလားဘာဖြစ်လဲလဲလို့ရောက်ခမကြီးကျင်ရတော်ကမေးသည့်တိုင်အပြည့်ချက်ချင်းမပေးနိုင်လောက်အောင်စိတ်တိုးသွားသည်အတန်ကြာမှအိမ်သားတွေမရှိလို့ဟုပြန်ဖြေဖြစ်သည်ထမင်းစားကန်တဲ့ရောက်ခမကြီးနှင့်သမီးတော်တို့မုံရင်ကားကိုနနက်စာအဖြစ်ပွဲတော်တည်နေကြစေဈေးဝယ်လာသည့်သားငါးတွေကခိကြအနားယူအားမွေးနေကြသည်အမေတို့နဲ့ပြဿနာမဖြစ်အောင်နေတော့သူတို့ကသားတို့ကိုထိမ့်ပေးနေတာမဟုတ်လားစိတ်ထဲမှာရှိတိုင်းမပြောနဲ့နော်ဇနီးတဲ့ဤစကားကိုချစ်ကြောက်ယိုသိမ့်စိတ်ဖြင့်ဒေါသကိုထိန်လိုက်ရသည်သူပဲပြုတ်နှင့်ထမင်းမကန်မှာအာဘိတ်ချီးမြောက်မိသူမရှိ၍အထီးကျန်အားငယ်စွာနှင့်ရှိနေစေမကြခင်မှာအမိုက်ချင်းတဲ့သူစွန့်ပစ်ခံရမည်ကိုနှမျောနေသည်တားရင်ပဲပြုတ်နဲ့ထမင်းစားအောင်မလားမစားချင်တော့ဘူးမွေးငါစားချင်တယ်ဖေဖေကိတ်မုံလည်းစားချင်တယ်မွေးငါကမရှိတော့ဘူးတားရဲ့ကြီးကြီးကျော်ကနေမကောင်းလို့သူ့ဘာသာဝယ်စားတာအဖဖြစ်သူကဖြည့်ရှင်းချက်ထုတ်လိုက်သည်တားကိုပြောသလိုလိုနဲ့သူ့ကိုပြောလိုက်ချင်းကိတ်မုံမရှိတော့ဘူးလားအမေခလေးတွေမှမစားရသေးတာအမေစားလိုက်တယ်အကြံကိုမင်းဖေနဲ့မင်းကြီးတွေရှင်းနေကြလေရဲ့လက်ဖေးဆိုင်မှာဖေဖေဝဲချင်းမယ်သွားစို့သားနှစ်ယောက်ကိုလက်ဆွဲပြီးအိမ်ပြင်သို့ထွက်ခဲ့ရပြန်သည်လက်ဖေးဆိုင်မှာအချိန်ဖြုံးရင်းရောက်ခမကြီးနှင့်အိမ်သားများကိုတစိမ့်စိမ့်နှင့်စိတ်နာလာမိသည်တဏီကိုအပင်ပန်းခံပြီးငွေရှာသူကိုဦးစားမပေးသူ့လင်သူ့သားသူ့သမီးတွေနှင့်စူပေါင်းစားတောက်တုံဖြုံးနေသည်ကိုအပြုံးမပြတ်ထိုင်ကြည့်နေလိုက်အောင်သူကဖျားစုပန်၍ပါရမီပြည့်နေသူမဟုတ်တာမန်လူသားတယောက်အနေဖြင့်တီးခမှုပါရမီမရင်ကျက်နိုင်ဖျားဖြစ်နိုင်သည့်ထားအောင်သူတို့ရှိသည့်ကဘာမှမပွင့်နိုင်ဈေးဘိုးစီနှင့်ငရုတ်ချက်သွန်ဖို့စံဘိုးစသောအိမ်စိမ်းအလုံးကိုသူပေးရသည်ဒီအိမ်မှာသူမတပါငွေထုတ်သူမရှိတို့ပေမဲ့သူတို့မှာဝင်ငွေတွေရှိကြသည်အပြိုကြီးတယောက်သာဝင်ငွေမရှိဘဲအချောက်တိုင်းမာနကြီးနေသည်ရောက်ခမကြီးကျင်ရတော့ဦးချမ်းသာကငွေတိုးပေးသည်ဒါကမင်္ဂလာစီထဲမှာဆိုင်ရှိသည်တို့ပေမဲ့အိမ်စရိတ်ကိုတပြားမှမထုတ်ကြသမီးတယောက်ကိုလင်ပေးစားပြီးတမိသားစုလုံးမိခိုစားတော့ကစရိတ်ငိမ့်နေကြသည်သူတို့ယောဂတွေကိုစိတ်ကူးဖွင့်နှင့်ခံစားစားတောက်ကြသည်အိမ်မရောက်တော့အိယာပေါ်မှာလှည့်ရင်အိမ်ခေါင်နှင့်မျက်နှာချက်မှချက်ခိုးနှင့်ပင့်ကူမြင်များကိုစိတ်ပြက်စရာမြင်တွေ့ခံစားရသည်ဒီအချိန်မှာရောက်ခမကြီးနှင့်အိမ်သားများဆက်တော်ခေါ်နေကြပြီဒေါ်ကျော်ရှင်းသည်ဒေါ်ကျော်ခင်းဖြစ်နေပြီမြေကသူ့ကိုနင်းနှိပ်ပေးနေရသည်အိမ်တန်ရှင်ရေးကိုလှုပ်တဲ့မာလျက်အိမ်သားတွေမှဘသူကမှမလုပ်ကြအိမ်ပေါ်မိန်းကလေးမှလည်းလှုပ်ချိန်မရသူတို့အတီးတီးအဝတ်အစားတွေကိုရှော့ဖွရမိဖို့တိုင်းရနင်းနှိပ်ပေးရနှင့်မအားနိုင်အိမ်နေရာတိုင်းဖုံရနက်နေချွတ်ထက်နေပြီးဖုံများနှင့်ရင်းနှီးထိကျွေးနေရသည်မိအိခဏလာစမ်းခက်ကြဲကြဲအော်ခေါ်လိုက်တော့လဲတုတ်ပြန်တမကြားရမိအိချက်အော်လိုက်ပြန်သည်မိရဲ့တန်မကြားရအိယာထဲမှထပြီးတအိမ်လုံးအနှံ့လိုက်ရှာတော့မှရောက်ခမကြီးအခန်းထဲတွင်ရောက်ခမကြီးကျင်ရတော်ကိုစက်ကြောနှိပ်ပေးနေသည်ကိုတွေ့လိုက်ရသည်မိကအလုတ်ကြီးကင်ကြီးတွေလုံနေတာကိုခလောင်လောင်ပြောလိုက်တော့ရောက်ခမကြီးကျင်ရတော်ဦးချမ်းသာမျက်နှာပြတ်သွားသည်စက်ကြောတွေတက်တယ်မောင်လိုက်အောင်ရေးအသက်ကကြီးပြီမဟုတ်လားအစာအိမ်ကလည်းရှိကျင်ရတော်ဤမျက်နှာကိုအစိုးရိမ်လွန်ခဲ့သောမျက်နှာဖြင့်ရှူစားရင်းနှွေထွေးနူးညံ့သောဂယုဏလေးတန်လေးနှင့်ရောက်ခမကြီးကဝင်ပြောသည်စိတ်ထဲမှအချင်းပေါက်နေပြီမို့လေကောင်းမှထက်ထွက်လာအောင်မယ်အဖေကြီးသတိထားအောင်ဟုပြောပြလိုက်သည်လကမကြီးအခန်းထဲမှာမင်းကိုအိမ်နေဖြင့်ကြည်မကောင်းအောင်ရှိပြီးတခန်းလုံးရှုပ်ပွားနေသည်ကိုနေတဲ့အိမ်ကန်းကိုတော့တန်ရှင်းတက်ရအောင်လုပ်ပါအောင်တိမ်လုံးလေးညစ်ပတ်နေတာပဲဧည့်သည်လာရင်ရှက်ဖို့တောင်ကောင်းတယ်ရှင်းတာပဲမောင်လာရောင်ကြီးမနေ့တနေ့ကပဲရှင်းထားသေးတာ
မဖြစ်နိုင်တာလို့စိတ်ထဲကပြန်ပြောဖြစ်သည်လာခဲ့မီအိမ်ရှိကန်ကပုံးမြင်နေအရင်ရှင်းစမ်းအခန်းကိုနေတိုင်းတမျက်စီလဲဖုံတော့ရမယ်နားလေလားမနေ့တနေ့ကပဲရှင်းထားပါတယ်အကိုလေးနင်ရှာမရှိနဲ့ငါပြောတဲ့အတိုင်းလုပ်စမ်းခမမပြောလိုက်တော့မှငြိမ်သွားသည်ဒီကောင်မကလေးကလာကပြီးတော့သူကပေးရသည်သူတို့ကအနီးကသိမ်းသွင်းပြီးသူတို့လူလှုပ်ထားလိုက်သည်သူခိုင်းလိုက်ရင်မလုပ်ချင်တော့ယောက်ကမကြီးဤသားမောင်တက်ပြင်းကိုပဲခရုတဆိုင်ထမင်းပွဲပြင်ဆင်ပေးတတ်သည်မိရေးကိုအားမရ၍ကိုယ်တိုင်ဝင်ပြီးအိမ်တန်ရှင်းလုပ်ရသည်ယောက်ကမကြီးကစိတ်ပြက်ကြေကွဲနေသည်ဟန်နှင့်အိယာထဲမှာခွေနေသည်ဒေါ်ကျော်ရှင်ကတော့ကြော်ခင်လျက်ကိုတက်ပြင်းကဆက်ပြင်းလျက်ဦးချမ်းသာကချမ်းသာစွာလဲလျောင်းလျက်တိမ်လုံးသည်တိတ်ဆိတ်ငြိမ်ချောင်းစွာဆန္ဒပြနေကြသည်တိမ်လုံးတန်ရှင်းလုပ်ပြီးမောပန်းနေသည်ရေချိုးရန်ရေချိုးကန်းဝင်လိုက်သည်နှင့်စိတ်ပြက်စရာထပ်တွေ့ရသည်ရေပိုင်ကောင်ပြက်နေသည်ကိုမလဲပဲကျိုးနှိချီထားသည်ရေတွေတဆက်ဆက်ကြလျက်ရေပိုင်ကောင်ပြက်လေလဲဝင်လေးလိုက်ပါလားမမရဲ့ဒေါ်ကျော်ရှင်းကိုပြောလိုက်အောင်ရှိသေးသည်ရောက်ခမကြီးကဖြည့်ရှင်းချက်ဝင်ထုတ်လိုက်သည်ရေပိုင်ကောင်တွေကလဲပြီးမယ်ပြန်ပြက်တာပဲဒါတော့မောက်သက်ပြင်းတန်ကျိုးနှိချီထားပေးတာကျေးဇူးပါပဲလို့စိတ်ထဲကရွဲ့ပြီးတွေးလိုက်သည်ကော်ဖီတစ်ခွက်ကိုကိုယ်တိုင်ဖြောတောက်ပြီးအိယာထက်နိုင်လဲနေခိုင်မြေးရောက်လာသည်အကိုလေးဆံဝယ်ဖို့ပတ်စံပေးပါစိတ်ထဲကမတတ်မတာနဲ့ဆံပိုးထုတ်ပေးလိုက်ရသည်စံတအိတ်ကိုတလှပေးမခံစံတအိတ်3000ကျော်တနာရီခန့်ကြာရင်မြေးရောက်လာပြန်သည်အကိုလေးမီးသွေးဖို့ပေးပါလျှက်စင်မီးဖို့သုံးသည့်အပြင်မီးသွေးကလည်း300သေးသည်မီးသွေးနှင့်ရေရင်းမပြတ်ကြိုးသည်ကျရတော့ဦးချမ်းသာကရေရင်းမပြတ်တောက်တတ်သည်ငါချောက်မကြာခဏဖုတ်ရသည်ကျရင်သားများကကော်ဖီမပြတ်တောက်သည်သူ့ရင်ထဲမှာမကျေနပ်စိတ်တို့ဖြင့်တင်းကျပ်လာသည်ဇနီးတဲ့လာလျင်အပြစ်အပြက်ကိုတင်ပြပြီးပြဿနာအဖြေကိုရှာရတော့မည်မိသေးဘိုးကိုထုတ်ပေးလိုက်သည်တနင်္လာရီကကြာသွားသည်မိကနေအိပ်ပျော်လူဆဲဆဲအချိန်တွင်မိရေးခေါ်တန်ကြားရပြန်သည်ဆက်ပြနဲ့သွားလိုက်စေဝယ်မလို့ပတ်စံပေးပါဒီမှာဆက်ပြနဲ့သွားလိုက်စေတုံးတာငါတယောက်တည်းမဟုတ်ဘူးတခြားလူတွေစီမှာတောင်းလို့မရဘူးလားမင်္ဂလာဈေးတွင်ဈေးရောက်သောမောင်သက်ပြည့်အနေနဲ့တခါတရံဆက်ပြလေးသွားလိုက်စေလေးဝယ်ထည့်ပြီးရင်တာဝန်မရှိပေဘူးလားတားဖြစ်သူကမတိတက်လျင်အမေဖြစ်သူကတိတက်အောင်ပြောပြရမည်မမေကြီးကအကိုလေးစီမှာပဲတောင်းရမယ်တဲ့စိတ်ကိုထိန်ပြီးငွေထုတ်ပေးလိုက်သည်မမေကြီးကဒါလေးအတွက်ပါတခါနဲ့ပေးလိုက်ပါတယ်လျှက်စစ်မိတာကတယ်လီဖုန်းကတောင်းခံလာဗျာတပ်ပြင်းမောကူပင်မန်းကြီးစွာချလိုက်ရသည်စိတ်မောလုံးရိပ်အေးတစ်ခွက်တောက်မည်ဟုအပြင်ထွက်လိုက်သည်တယ်လီဖုန်းရှိမှကိုတပ်ပြင်းစပွဲကုန်ကိုခြေတင်ပြီးရီးစားစီတယ်လီဖုန်းဆက်နေသည်တနေ့လျင်အချိန်ပေါင်းများစွာတစ်ချိန်ပြောလျင်နိုင်ပေါင်းများစွာကဲပါများပြောချင်ပါသေးတယ်လေစိတ်ထိန်မှမောင်လိုက်အောင်စိတ်ထိန်မှသားနှစ်ယောက်မျက်နာကိုထောက်ပါဒီအုပ်စုမွေလိုက်လျင်အိမ်အောင်ကြီးပြိုကွဲသွားနိုင်နေကိုတတိပေးနေသည်လာစဉ်ဖြစ်နေကြပဲအဆန်းမှမဟုတ်တာဒီခန့်အောင်နေတိုင်းအပြင်မှာပဲနေပေးနိုင်အောင်အလုပ်များများလုပ်မီးလှည့်ထွက်သွားပြီးမှပြန်ဝင်လာပြန်သည်မိမိကြီးကသူ့အတွက်တောက်နေကြစီးတွေဝယ်ပေးပါအောင်နဲ့ပခုံးတွန်းလိုက်မိသည်ဆရာဝန်ညွှန်ကြားသည့်နိုင်ငံခြားစီးတွေကြီးဆိုတော့တစ်ခါဝယ်လျင်3000ဘိုးခန့်ကြသည်ရောက်ခမကိုစေးဝယ်ပေးရန်မတွန့်တိုပါဟောလီအိုဘာတင်းဝယ်ပေးဖို့လေစေတနာရှိပါသည်ဒီအတွက်တော့ရောက်ခမကြီးအနေနဲ့သူ့အပေါ်မှာစိတ်ကောင်းစေတနာကောင်းလေးနဲ့နားလည်မှုလေးတော့ရှိစေခြင်းသည်ယခုတော့ရောက်ခမကြီးအယူဆကတစ်ဖက်သက်ဆန်သည်သူပင်မကြီးစွာရှာဖွေရသည်ကိုဂယုဏတရမှန်စာနာထောက်ထားရမှန်မသိသူသားသူ့လင်တဲ့အနေနဲ့စာနာစိတ်ဖြင့်ဖြစ်ဆက်ထွက်ဝင်ပေးတဲ့သည်ဟုမယူဆငွေရလေသောသူ့ငွေတွေကိုသူ့လေသူသားသူ့သမီးအတွက်သာအသုံးချနေသည်သူ့အတွက်ဝယ်ပေးသည့်အစာနှင့်ဆေးမှတ်သမျှကိုသူ့ကျင်ရတော့ကြီးနှင့်သားသမီးတွေကိုကြွေးသည်ဒီကြားတွေကလည်းရောက်ခမကြီးမျက်နှာကြီးကရွှင်ပြလန်းဆန်းသည်မရှိအမြဲတမ်းအလိုမကျဖြစ်နေသည်ရောက်ခမကြီးနှင့်သူ့မိသားစုကိုကြွေးမွေးယုံသားမကဒေါ်လာနှင့်ပေးထားရမည်ပုံပေါ်နေသည်သူမလည်းစာတင်ရ၍အာကောင်တွေရောအုံနောက်တွေပါခြောက်ပြီးဒီပြဿနာအတွက်သူ့မိသားစုကိုကြွေးမွေးယုံသားမကအပြည့်ရှာရန်စဉ်းစားရတော့မည်အိမ်မှာနေခြင်းစိတ်မရှိသည့်အပြင်စီးဝင်ရန်တာဝန်ကျရောက်လာပြန်သည့်အတွက်အပြင်ထွက်ရန်ဟန်ပြင်းသည်ဖနက်ကိုစီးပြီးခြံထဲသို့ခြေချလိုက်သည်နှင့်ရောက်ခမကြီးထမင်းစားခန်းအတွင်းမှလှမ်းော်တန်ကိုကြားရသည်နို့မကုံတော့မယ်ကော်ဖီမုန့်နဲ့တကြားလေးဝယ်ခဲ့အောင်ဖယားဟူသောစကားကိုစူးစမ်းရေရွတ်လိုက်ရသည်ဇနီးဖြစ်သူထံစာရေးရမည်လားလိုက်သွားပြီးပြောပြရမည်လားဒီကြားထဲမှာတော့သူ့အလိုမဖြစ်အောင်စိတ်ကိုထိန်းရပေးလိမ့်မည်ဒီအတွက်ရောက်ခမကြီးမှသမျှကိုအမျက်မထွက်ဝယ်ခဲ့ရသည်အိမ်ထဲလှမ်းဝင်လိုက်သည်နှင့်ရောက်ခမကြီး၏စကားသံကိုကြားလိုက်ရသည်မ
မင်းကြီးသမီးရနေယောက်ျားများတိတ်တော်တာပဲကိုချမ်းသာရဲ့ရသမျှပတ်စံရောက်ခမလက်ထဲပုံအပ်တာဒီမှာကတော့သမီးကမလိမ္မာတော့သမက်လက်ဝေခံဖြစ်နေတာပေါ့သူခြေတန်းကြားတော့မှအတန်တိတ်သွားသည်အန်ကိုတင်းတင်းကျိတ်ပြီးတီးခံလိုက်ရသည်အခန်းထဲဝင်ပြီးဇနီးတဲ့ခင်စီစာရေးဖို့စာစီနေမိသည်ခင်ကဘာများပြောမှလဲသူတို့အားလုံး TV ကြည့်ကြတော့မည်သူကတော့စောစောအိတ်တက်သူမို့ကြည့်လေမရှိမောင်ရိပ်တွေပြိုးစားပြုတ်နေပြီသားနှစ်ယောက်ကလည်းစောစောအိတ်တက်သည်အကိုလေးမိရဲ့တန်ကြောင်ထိတ်လန့်သွားသည်ခြေစည်းဖို့တဲ့အကိုလေးဟာခြေစည်းဖို့ဟုတ်လားငါဘယ်တော့ TV ကြည့်လို့လဲမပေးဘူးမပေးနိုင်ဘူးသူအတန်ကုန်ဟစ်ပြီးအော်ပြစ်လိုက်တန်ကြောင်တိမ်လုံးငိမ်ချသွားသည်မိကပေးပြီးရနေစေသွားလေဘာဆောင်နေတာလဲပေးမယ်ထင်လို့လားမပေးဘူးနော်အကိုကလည်းခြေစည်းလေးကြောင်မှမပေးဘူးဆိုတာအတိတ်ပဲမရှိလိုက်တာရှိမပေးဘူးတခါမှဒေါသမကြည့်ခဲ့ဘူးသဖြင့်မိအံ့ဩထိတ်လန့်စွာနှင့်ကြည်နေပြီးမှထွက်သွားသည်စပွဲမှထိုင်ပြီးဇနီးတဲ့စီကိုစာကောက်ရေးလိုက်သည်ခင်ရီသားနှစ်ယောက်ကိုအကိုမေစီပို့ထားပြီးအကိုဘော်ရာဆောင်မှာသွားနေမယ်ရခမကြီးနဲ့သားရီရဲ့တန်းကိုဆက်ခံရရင်အကိုနဲ့ခင်ညိုးပြမြေးကြတဲ့အထိပေါင်ရမှာမဟုတ်တော့ဘူးသူတို့နဲ့ဆက်နေရင်အကိုယူသွားလိမ့်မယ်အခုတော့အကိုယူနေပြီလားမသိဘူးအခုကိုလာကြတော့တဲ့ပစ္စည်းတွေကိုလည်းသူတို့ပဲစားတယ်ကြော်ရှင်းဝင်လာတဲ့လက်ဖက်ကိုကြတော့အခန်းထဲမှာတကားပိတ်ပြီးစားကြတာကိုတက်ပြင်းရဲ့ငှက်ပြောပြီးကိုအခန်းထဲမှာဝတ်ထားတယ်ခင်အမေရဲ့လင်ကြီးကိုဆက်ပြီးအဖေမခေါ်နိုင်ဘူးအိုးအကိုယူနေပြီခင်အခုထွက်ပြီးမှဖြစ်တော့မယ်ခင်အမေကသူ့ကိုရသမျှငွေတွေမအပ်လို့တဲ့အတင်းပြောနေသေးတယ်သူ့ကိုအပ်လိုက်ရင်အကိုဒီဝါလီခံရမှာခင်အကိုယူနေပြီလားမသိဘူးတိတ်မသေးကြဘူးအဆုံးထိနာဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးသွားကြပါအောင်ရှင်အားလုံးပဲကျမချမ်းသာအေးချမ်းကြပါစေ